extraordinary palak he koi no pa khopluk saywa klutani kami weda tramu sewe awe weda le kolosi konilo mo poko uthopata atre do poko hini tuko no ta taita banit ki hilota septolo tramu supunilo tablu dumalo Tama putih depa ama aklani no yaba yedu ni bata kweta ya le yekaba hiko hino ba ywa kedul geta le secretary ke ikuni istiblu kesaywa le istiblu seko tau potera muti depa pamat ku dati depa hudo tau popo kele le hikwe heya ya ni lo do pemeka teramute teli itu no pala hebut ko ba ko aklani no pa huweda le pala tenapa Pakai kalau tidak pau huni teramu no kesadaran ni hikwe hiaya le kabahita kesole payok lo huni no play tele payok lo sikon ni diki no kepatroye adika cuma yusau lare kau sengaro tharapya ini ye sure kau sembe pare no kepatrogo cuma mewimya kema cuma ruye adino ye tatana gwinteka tku phit de min palang jwa ye achin ni li ko chama u swa pyo pya chin mare bo no a chaw myo cha mlo di tatana gwin li ka mi sho phyat si chin khan ya de akha ma ai jwa ma shi de kali ri ka chama ye ai ma la ni de kali ri phit de atwat cha mlo chama ka a nyan song no twa lai de bo no di taဒီနေရာကိုသွားလိုက်တယ်ကိုမှရှိတဲ့အရာလေးနည်းနည်းနဲ့သွားပြီးတော့မှသွားကူပေးလိုက်တယ်ဒါပေမဲ့အိမ်မှာတွေးတဲ့အခါမှာတော့တရွာလုံးကပြက်စီးသွားတဲ့အတွက်ကိုသွားကူလိုက်တာကကိုအိမ်ကကလေးတွေပဲဖြစ်တဲ့အခါမှာကျွန်မအယမ်းပဲစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့ထပ်ပြီးတော့ကူညီဖို့လည်းကျွန်မမှာအင်အားမရှိဘူးဒါပေမဲ့တော့မထင်မှတ်ပဲအဲ့ဒီအချိန်မှာတော့ဒီKBC ဒီအတင်းတော်ကနေဆရာမဆိုင်ကကျွန်မကိုဖုန်းဆက်ပြီးတော့မှဒီသာသနာခွင့်အတွက်လူတော်ငွေ350ပေးလာတဲ့ခါမှာကျွန်မအရန်ပဲအဲ့လဲအော်အရန်လဲဝမ်းသာပြီးတော့မှတော့ကျွန်မအင်ချီတွေကိုတွက်လိုက်တယ်တော့နာမည်စင်းတွေကောက်လိုက်တယ်အလုံးအင်ချီ186အင်ရှိတယ်ဆိုတော့အဲ့အိမ်တွေကိုတော့ကျွန်မကစံ3ဘီစီတဘူးစာသူတို့ရဲ့နေရာကသွားတာအရန်ခက်ခဲတယ်ဒီလိုမိုးရသည်ဆိုလို့ရှိရင်တို့ကအပြင်ထွက်လို့မရတော့ဘာလဲဆိုတော့ပတ်ဝန်းကျင်ကရေဒီရှိတဲ့အခါမှာတို့ကရွာထဲမှာပဲနေရတယ်စားကိုတို့ကအဓိကထားပြီးတော့မှတင်ထားတယ်ပေါ့နော်ဆိုတော့စားရယ်ငပိဘူးရယ်နော်ဆောင်ရယ်နောက်ရန်ခောက်ဆွဲရယ်နောက်မုတ်တထုတ်ရယ်ပေါ့နော်တက်နိုင်တဲ့အရာလေးနဲ့ကျမကအဲ့ဒီရွာမှာသွားပြီးတော့မှလူဒန်းခွေရတဲ့အတွက်နော်ဒီအမှုရာမှာပါဝင်ပေးတဲ့ဒီမှာရှိတဲ့အသင်းသူအသင်းသားဒီအသင်းတော်အားလုံးကိုနော်ကျမကအထူးပဲကျေးဇူးတင်ပါတယ်လို့ဥစွာပြောကြားချင်ပါတယ်ပေါ့ပြီးတော့ဒီနေ့ကဒီအသင်းတော်ရဲ့ဧဝံဂေလိနေ့ဖြစ်တဲ့အတွက်ကျမကဧဝံဂေလိနေ့သက်ဆိုင်တဲ့နှုတ်ကပတ်တရားတော်ကိုကျမကဟောပြောမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ခုနကကျမတို့ကြားခဲ့ရတဲ့အတိုင်းပေါ့နော်အသင်းတော်ကအင်ဝံဂေလိဘလောက်လုပ်လဲဆိုတာသာသနာကွင်းနေအများကြီးရှိဘလောက်တောင်များလဲဆိုကျမတို့ကတယောက်နဲ့တယောက်တောင်မှမတွေ့ဘူးနာမည်တောင်မှမသိဒါပေမဲ့အသင်းသူအသင်းသားတွေကကိုယ်တိုင်လည်းမသိပေမဲ့လည်းပဲဒီအင်ဝံဂေလိလုပ်ငန်းမှာဘလောက်ထိတက်ကြွစွာနဲ့ပါဝင်ပြီးတော့မှဆောင်ရွက်နေလဲဆိုတာကိုကြည့်ချင်အားဖြင့်เนาะဒီအသင်းတော်ကအင်ဝံဂေလိလုပ်တယ်ဒါကြောင့်မလို့ဒီအရာနဲ့ပတ်သက်ပြီးတော့မှသိခွန်အားပေးကြမလို့ဘူးလို့ကျွန်မမြင်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะဒီနေ့နှုတ်ကပတ်တရားတော်ရဲ့အဓိကခေါင်းစဉ်ကတော့ထာဝရဘုရားဤနေ့ရက်ပဲဖြစ်ပါတယ်ပေါ့ခုနကနေကတော့ဖတ်ပြီးသွားပါပြီเนาะကျွန်မထပ်ပြီးတော့မှဖတ်ပေးချင်ပါတယ်အာမုတ်ခန်းကြီး9အခန်းငယ်18ထာဝရဘုရားဤနေ့ရက်ကိုတောင်းတတော်သူတို့သည်အမင်္ဂလာရှိကြ၏တင်တို့သည်အဘယ်အကျိုးရှိကြလိမ့်မည်နည်းထာဝရဘုရားဤနေ့ရက်သည်တင်တို့၌လင်းသည်မဟုတ်အမိုက်ဖြစ်လိမ့်မည်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့ကထာဝရဘုရားရဲ့နေ့ရက်လို့တွေးလိုက်တဲ့အခါမှာကောင်းတဲ့ဖက်ကိုပို့ပြီးတော့မှတွေးတယ်ပေါ့ဆိုတော့အခုကထာဝရဘုရားရဲ့နေ့ရက်ကတဲ့အမင်္ဂလာရှိတယ်ပေါ့အဲ့နေ့ကိုတောင်းတတဲ့သူတွေကဆိုတော့အတိတ်ပဲကဘလို့ဖြစ်လဲပေါ့ဆိုတော့ဒီပရောဖက်အာမုတ်ရဲ့ကျမ်းကိုကျမတို့ကပြန်ပြီးတော့မှလေ့လာဖို့လိုပါတယ်ပေါ့ဆိုတော့ဒီထာဝရဘုရားဤနေ့ရက်ဆိုတာကအတိတ်ပဲနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့သူ့ရဲ့အတိတ်ပဲကတော့တရားစီရင်ခြင်းကိုခံရမယ့်နေ့ဝမ်းနည်းခြင်းတွေတောကတွေနဲ့တွေ့ကြုံရမယ့်နေ့ဒုက္ခတွေနဲ့ပြန်လည်ပြီးတော့ခံစားရမယ်နေ့ဆိုတော့မှအတိတ်ပဲတစ်ခုရှိတယ်နောက်တစ်ခုကတော့เนาะလွတ်မြောက်ခြင်းတွေကိုခံစားရမယ်နေ့အလင်းကိုယူဆောင်လာမယ်နေ့ပျော်ရွှင်စရာနေ့ဆိုတော့မှအတိတ်ပဲနှစ်ခုရှိပါတယ်အဲ့ဒီအတိတ်ပဲနှစ်ခုစလုံးကလည်းပဲသူ့ရဲ့ရည်ခံမြေခံတဲ့သက်ဆိုင်တဲ့အတိတ်ပဲတွေပဲဖြစ်ပါတယ်ပေါ့ဆိုတော့
ခုနနေကပထမအတိတ်ပဲကိုကျမတို့ပြန်ပြီးတော့လေ့လာတဲ့အခါမှာတဲ့နော်ဒီဒုက္ခတွေစီရင်ချင်းခံရမယ်နေ့ဆိုတာကဖျားသခင်ကသူ့လူမျိုးတွေအပေါ်ဖျားသခင်ကလူတွေအပေါ်မှာစီရင်မယ်နေ့ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့နော်ထာဝရဘုရားသခင်ကသူ့ရဲ့လူမျိုးတွေသူ့ရဲ့တိုင်းပြည်အထူးသဖြင့်လူတွေအပေါ်မှာပြန်လည်ပြီးတော့မှကဲတင်ပဲနေ့ရွေးနှုတ်ခြင်းပေးမဲ့နေ့ပျော်ရွှင်စရာကောင်းကြီးမင်္ဂလာခံစားစေရမယ်နေ့ဆိုတော့မှအတိတ်ပဲတစ်ခုရှိပါတယ်ဆိုတော့ဒီ prophet အာမုတ်ရဲ့နောက်ခံသမိုင်းကိုကျမတို့ပြန်ပြီးတော့မှအနည်းငယ်လေ့လာကြည့်မယ်ဆိုရင်တဲ့ prophet အာမုတ်ကဆိုရင်တရားမျှတတဲ့ဖက်ကနေရက်တည်တယ် prophet တူဖြစ်တယ်သူပြောကြားတဲ့အရာတစ်ခုစီတိုင်းကလည်းပဲတရားမျှတမှုရှိဖို့အတွက်ကိုအမြဲတမ်းအခြေခံပြီးတော့မှပြောတယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်ဆိုတော့သူ prophet ပြုတဲ့အချိန်ကာလကလည်းပဲတဲ့နော်ယူဒဘုရင်အောစီမင်းနဲ့ဣသရေလဘုရင်ယေရောဗောင်မင်းပေါ့ဆိုတော့အဲ့ဒီအချိန်မှာတော့ဣသရေလတိုင်းပြည်ကနှစ်ချမ်းကွဲသွားပြီဖြစ်ပါတယ်ယူဒနဲ့ဣသရေလဆိုတော့ယူဒဘက်မှာယူဒဘုရင်အောစီမင်းဣသရေလဘက်မှာတော့ဣသရေလဘုရင်ယေရောဗောင်မင်းဒီမင်းနှစ်ခုအုပ်ချုပ်တဲ့အချိန်မှာသူက prophet ပြုရတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်တုန်းကတဲ့နော်သူတို့ရဲ့တိုင်းပြည်ကစီပင်တာယာဝပြောတယ်ပြီးတော့မှတိုင်းပြည်ကလည်းအင်အားရှိတဲ့အချိန်ဖြစ်တယ်တဲ့ဒါကြောင့်မလို့ဘလောက်ထိတော့မှအင်အားရှိလဲဆိုတခြားသောတိုင်းပြည်တွေကတော့မှသူတို့ကိုလာပြီးတော့မှအခွန်ပေးရတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ခုနကပြောတဲ့ထာဝရဘုရားရဲ့နေ့ရက်ကိုတောင်းတတဲ့နေ့ရက်အဲ့ဒီ prophet အာမုတ်ကနေပြောတာကတော့ခုနကယေရောဗောင်မင်းကိုပြောခြင်းဖြစ်ပါတယ်ယေရောဗောင်မင်းနဲ့အတူဣသရေလတိုင်းသူပြည်သားတွေကိုပြောပြီးတော့မှဒီခွန်အားပေးတဲ့စကားနော်တတိပေးတဲ့စကားပဲဖြစ်ပါတယ်ပေါ့ဆိုတော့အဲ့ဒီအချိန်မှာတဲ့နော်သူတို့ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ရိုးရာဓလေ့နော်သူတို့ရဲ့ခံယူချက်တစ်ခုရှိတယ်သူတို့ကHoly Warယာဝေဝါနော်တက်ရှင်တဲ့တိုက်ပွဲဖျားရဲ့တိုက်ပွဲဆိုတော့မသူကခံယူချက်ရှိတယ်အဲ့ဒီတိုက်ပွဲမှာအဲ့ဒီတိုက်ပွဲနေ့ရောက်တဲ့အခါမှာဖျားကသူတို့ကိုတိုက်ကူမယ်အဲ့ဆိုရင်သူတို့ကအောင်မြင်မယ်အဲ့ဒီနေ့ကသူတို့အတွက် Day of Yahweh နော်ဖျားရဲ့နေ့ထာဝရဖျားရဲ့နေ့ဖြစ်မယ်ဆိုတော့မှသူတို့ကအဲ့လိုယုံကြည်တယ်ဒါပေမဲ့နော် prophet အာမုတ်ကသူတို့ကိုဘယ်လိုပြန်သတိပေးလဲဆိုတော့အဲ့ဒီနေ့ကနေတို့အတွက်ဖျားတိုက်မှာမဟုတ်ဘူးနေတို့ကိုဖျားခင်ပြန်ပြီးတော့မှစီရင်မဲ့နေ့ဖြစ်တယ်နေတို့အတွက်ပူပင်တောကတွေကိုယူဆောင်လာမဲ့နေ့ဖြစ်တယ်ဆိုပြီးတော့မှအာမုတ်ကနေပြီးတော့မှဒီဣသရေလလူမျိုးတွေကိုပြန်ပြီးတော့မှတတိပေးထားတာဖြစ်ပါတယ်နောက်သူတို့ရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့မှနောက်ခံသမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာလည်းပဲနော်သူတို့က high place လို့ခေါ်တဲ့ဒီမြင့်တဲ့နေရာတွေမှာသွားပြီးတော့မှရစ်ပူဇော်လေးရှိတယ်ဝတ်ပြုကိုးကွယ်လေးရှိပါတယ်ဆိုတော့ဒီလိုဝတ်ပြုကိုးကွယ်တဲ့အခါမှာလည်းပဲတဲ့သူတို့ကဒီဖျားတဆူသေးကိုပဲဝတ်ပြုကိုးကွယ်တာမဟုတ်ပဲနဲ့ရုပ်တုစင်တုတွေယူသွားတယ်အထူးသဖြင့်သူတို့ကနွားကိုကြည့်တဲ့အခါမှာနွားကခွန်အားရှိတယ်နွားရဲ့အင်အားနဲ့အလုပ်တွေကိုလုပ်လို့ရတဲ့အတွက်နွားရုပ်ထုကိုသူတို့ကသွန်းလောင်းပြီးတော့မှဒီမြင့်မြတ်တဲ့နေရာတွေမှာတော့မှသူတို့ကဝတ်ပြုကိုးကွယ်မှုတွေကိုပြုလုပ်ကြတယ်တဲ့ဆိုတော့ခုနကပြန်ကြည့်တဲ့အခါမှာတိုင်းပြည်ကလည်းစီပင်သားရဝပြောတဲ့အခါမှာကျမတို့လူတွေရဲ့သဘောတဘာဝအရာကျမတို့ကအစဉ်ပြေနေတယ်ဆိုရင်ဖះကိုမိတတ်ကြတကယ်ပဲခက်ခဲတဲ့အချိန်မှာသာလေဖះကိုတကယ်ကြစ်ပါအောင်စုပ်ကိုင်ပြီးတော့ဖះနဲ့သွားတယ်အစဉ်ပြေတဲ့အချိန်ဆိုရင်ကျမတို့ရဲ့သဘောတဘာဝလူတွေရဲ့သဘောတဘာဝကမိဒီလိုပဲပေါ့နော်အဲ့ဒီအချိန်မှာဣသရေလလူမျိုးတွေကလည်းပဲသူတို့မိကြတယ်တဲ့ဒါအပြင်ပေါ့နော်ခက်ခဲတဲ့လူတွေမုတ်ဆိုးဖို့မုတ်ဆိုးမတွေအကူအညီလိုနေတဲ့သူတွေကိုသူတို့ကမကူညီဘူးတဲ့ဒီလူတွေကသူတို့လိုတဲ့အကူအညီတွေဆိုရင်သူတို့ကသူတို့ရဲ့ရှိတဲ့အရာတွေကိုရောင်းစားရတယ်တချို့ဆိုလို့ရှိရင်သူတို့သားသမီးတွေခေါ်တာမှာသူတို့ရောင်းပြီးတော့မှစောင်းဝင်နေရေးကိုဖြည့်ရှင်းရတယ်တဲ့ဒါကြောင့်မလို့ prophet အာမောကသူတို့ကိုပြန်ပြီးတော့မှတတိပေးတယ်နိုင်ငံရေးမှာပြန်ကြည့်မယ်ဆိုရင်လည်းပေါ့သူတို့ကနိုင်ငံကအောင်မြင်နေတယ်ဘယ်သူမှငါတို့ကိုလာတိုက်လို့မရတော့ဘူးငါတို့ကအင်အားအကြီးဆုံးနိုင်ငံဖြစ်နေပြီလို့သူတို့ကိုသူတို့တတ်မှတ်ပြီးတော့မာနတွေထောင်လွှားတဲ့အခါမှာ prophet အာမုကသူတို့ကိုမဟုတ်ဘူးเนาะဒီအရာကနေတို့ကိုကာကွယ်မှုမပေးနိုင်ဘူးအဓိကဖះကိုသာလေတစ္ဆာရှိနဲ့เนาะဝတ်ပြုကိုးကွယ်ပါပြီးလို့ရှိရင်ကိုယ့်ရဲ့အသက်တာမှာလည်းဖြတ်မှတ်ခြင်းနဲ့အသက်ရှင်မှာဆိုမှ prophet အာမုကသူတို့ကိုပြန်ပြီးတော့မှတတိပေးထားတာကိုကျမတို့တွေ့ရပါတယ်ပေါ့ဆိုတော့ဒီအချက်ကိုကြည့်ပြီးတော့မှကျမတို့ရဲ့ဘဝကိုကျမတို့ပြန်ပြီးတော့မှဒီကျမ်းစာနဲ့ပြန်လဲချိန်ထိုးကြည့်တဲ့အခါမှာနော်နံပါတ်1တစ်ချက်အနေနဲ့အပြစ်တိုင်းဒူးစရိုက်လုပ်တဲ့အရာတစ်ခုစီတိုင်းကသူ
သူ့ရဲ့ပြန်လဲပြီးတော့မှရိတ်သိမ်းရမယ့်အရာရှိပါတယ်နော်ကျမတို့စိုက်တဲ့အရာမကောင်းတဲ့အရာကိုစိုက်မယ်ဆိုရင်မကောင်းတဲ့အရာကိုကျမတို့ပြန်ကိုရိတ်သိမ်းရမှာဖြစ်ပါတယ်ဆိုတော့မလုပ်ရဘူးလို့ပြောထားတဲ့အရာတွေဥပဒေတွေကိုကျမတို့ကချိုးဖောက်မယ်ဆိုရင်အဲ့ဒီဥပဒေကနေပေးတဲ့အပြစ်တွေကိုကျမတို့ခံယူရမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့နော်ဖခင်သခင်ကတနာတတ်တယ်အထူးသဖြင့်ဒီအကူအညီလိုတဲ့သူတွေမုတ်ဆိုးဖို့တွေမုတ်ဆိုးမတွေနော်ဆင်းရဲတဲ့သူတွေကိုဖခင်သခင်ကသူတို့ဘက်ကနေအမြဲတမ်းနေတယ်ကာကွယ်ပေးတယ်သူတို့ကိုမတရားပြုတဲ့သူတွေကိုလည်းဖခင်သခင်ကပြန်လဲပြီးတော့မှတိုက်ထုတ်ပေးတယ်ဆိုတော့ကိုကျမတို့အားလုံးသိပြီးဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာလည်းပဲเนาะကျမတို့ရဲ့အသက်တာမှာဒီခေတ်ကာလကိုပြန်ကြည့်တဲ့အခါမှာကျမတို့ပတ်ဝန်းကျင်မှာခက်ခဲနေတဲ့သူတွေများစွာရှိဝမ်းနဲ့ကြည်ကွဲနေတဲ့သူတွေမုတ်ဆိုးဖို့မုတ်ဆိုးမတွေเนาะတချို့လည်းပဲသားသမီးတွေစွန့်ပစ်ခြင်းခံရတဲ့မိဘတွေဘိုးဘွားတွေကျမတို့ပတ်ဝန်းကျင်မှာများစွာရှိပါတယ်။တခုကလည်းပဲဒီခေတ်ကာလကယုံလို့မရတဲ့ကာလဖြစ်တယ်။တချို့ကလည်းပြင်းပြီးတော့မှနော်လိုက်ပြီးတော့တောင်းစားတဲ့သူတွေရှိ။ဒါပေမဲ့ဒီထဲမှာကျမတို့ကတော့ခွဲတက်မှာဖြစ်ပါတယ်။ဘယ်သူကတော့ကိုယ့်ကိုလာလိမ်ပြီးတော့တောင်းလေ။ဆိုတော့အဲ့ဒီအပေါ်မှာကျမတို့ကလိုနေတဲ့သူတွေကိုကျမတို့ကူညီဖို့လိုတယ်။မကူညီရင်တောင်မှသူတို့ကိုမထီမဲ့မြင်မပြုတ်မိဖို့အတွက်အရန်ပဲလိုအပ်ပါတယ်။ဘာဖြစ်လဲဆိုတော့ဖခင်သခင်ကသူတို့ဘက်ကနေအမြဲတမ်းကြည့်ရှုပေးတဲ့ကာကွယ်ပေးတဲ့အတွက်ဆိုတော့ဒီနေရာမှာကျွန်မဘဝနဲ့ရတဲ့သင်ခန်းစာတစ်ခုရှိတယ်ကျွန်မအဖေမဆုံးခင်ကကျွန်မအဖေစီကိုအမြဲတမ်းလာတဲ့အတော်တယောက်ရှိတယ်သူလက်အကောင်းခြေကောင်းပဲသူကအမြဲတမ်းကျွန်မတို့အိမ်လဲလာတယ်တခြားအိမ်တွေမှာလည်းအမြဲတမ်းသွားတောင်းတော့ကျွန်မတွေ့တဲ့ခါမှာကျွန်မကပြောတယ်ပေါ့နော်မပေးတော့နဲ့အမြဲတမ်းပဲဒီတိုင်းတက်တက်လာတောင်းတာဒါမဲ့လည်းအိုးနော်9000 1000ဘာမှမဖြစ်ဘူးဆိုအဖေကတော့အမြဲတမ်းပေးလိုက်ဒါမဲ့ကျမအဖေမရှိတော့တဲ့အချိန်မှာသူရောက်လာတယ်အဲ့မှာကျမရဲ့စိတ်ကမကောင်းဘူးဆိုတာကိုကျမသိသွားတယ်နော်အဲ့မှာကျမသူ့ဘာပြောလဲဆိုနောက်တစ်ခါမလာလဲနော်အဖေလည်းမရှိတော့ဘူးပြီးနော်နောက်တစ်ခါအဲ့လိုမျိုးလက်တွေကောင်းရဲ့သားနဲ့အလုံးမလုံးချင်မဲနဲ့ဒီလိုလိုက်တောင်းနေအေးရရှိတဲ့ခွေးနဲ့ကျမကြိုက်ခိုင်းလိုက်မှလို့ကျမအဲ့လိုပြောလိုက်အဲ့ဒါပြီးတော့နောက်သူမရောက်လာတော့ဒါမဲ့အဲ့ဒီအချိန်မှာဘုရားသခင်ကျမဘာစကားပြန်ပြောလဲဆိုကျမဒီဟာလေးပေးလိုက်ရင်ဘာဖြစ်သွားမှာလဲနော်ဘုရားသခင်ကျမအများကြီးစကားပြန်ပြောတယ်နောက်ဆုံးသူလည်းမလာတော့ဘူးအဲ့ဒီမှာကျမအရန်ပြန်ပြီးတော့မှဝမ်းနေခြင်းကိုခံစားရဆိုတော့နောက်ထပ်ကျမမိဘမဲ့ဖြစ်သွားတဲ့အချိန်နော်ကျမမှာမိဘမရှိတော့တဲ့အချိန်မှာလည်းပဲဒီလိုမျိုးအတိုက်ခိုက်တွေကိုကျမပြန်ပြီးတော့တွေ့ကြုံရတယ်ဒါပေမဲ့ကျမဘာပြန်ခံစားရလဲဆိုတော့ဘုရားသခင်ကနော်ဒီမုတ်ဆိုးဖို့မုတ်ဆိုးမတွေမိဘမဲ့တွေကိုပြန်ပြီးတော့မှကာကွယ်တယ်ဆိုတော့ကိုကျမကိုယ်တိုင်လည်းခံစားရတဲ့အတွက်နော်ဒီမှာရှိတဲ့သူတွေကိုဘာခွန်အားပေးချင်လဲဆိုဒီလူတွေကိုကျမတို့တွေ့တဲ့အခါမှာကျမတို့မကူညီရင်တောင်မှနော်ကျမတို့မထီမဲ့မြင်မပြုတ်မိဖို့အတွက်နော်ဒီကျမ်းစာကကျမကိုပြန်ပြီးတော့မှတတိပေးပါတယ်ပေါ့နောက်တစ်ချက်အနေနဲ့ဘုရားသခင်ကကျမတို့သူ့ကိုဝတ်ပြုကိုးကွယ်တဲ့အခါမှာသူနှစ်သက်တယ်เนาะကျမတို့ဒီလိုမိသားရဖွဲ့တယ်ယုံကြည်သူချင်းချင်းဝတ်ပြုကိုးကွယ်တယ်ဒီအရာကိုဘုရားသခင်နှစ်သက်တယ်ဒါအပြင်ဘုရားသခင်ကဘာကိုကြည့်သေးလဲဆိုတော့ကျမတို့ရဲ့နှလုံးသားကိုလည်းကြည်တာဖြစ်ပါတယ်เนาะဒီအာမောက်ခန်းကြီး9ခန်းငယ်21ကနေ23မှာတင်တို့စောင့်သောပွဲနေ့တို့ကိုငါမုန်း၏ဆက်ဆုပ်ယွန်ရှာ၏ချိုးချံစွာကျင့်သောနေ့ရက်တို့၌ငါမမွေ့လျော်မိရှုရာရစ်နှင့်ဘောစင်ပူဇော်တက္ကတို့ကိုစက္ကပ်တော်လဲငါလက်မခံစူဝသောတရိษံတို့ကိုမိတ္တဟာယရစ်ပူဇော်တော်လဲငါသည်ပမာဏမပြုတင်တို့တချင်းဆိုတံကိုပယ်ရှားကြလောတယောထိုးတံကိုငါနားညီလာ၏ဘုရားသခင်ကကျမတို့ဒီလိုဝတ်ပြုကိုးကွယ်တာကိုကြည်တာမဟုတ်ကျမတို့နှလုံးသားထဲကနေလာပြီးတော့မှဖះနဲ့ကျမတို့ဘလောက်ထိမိတ်ထာရဖွဲ့လဲဖះတကယ်ကျမတို့ရဲ့နှလုံးသားကိုကြည်တာဖြစ်ပါတယ်ဒီအပြင်ပန်းလာပြီးတော့ဝတ်ပြုကိုးကွယ်အလူငွေထက်တာတွေကိုကြည်ချင်းထက်ကျမတို့ရဲ့နှလုံးသားနဲ့ဖះဘလောက်ထိအဆက်အသွယ်ရှိလဲဆိုတာကိုဖះတကယ်ကြည်တယ်ဆိုတာကိုကျမတို့ကိုပြန်ပြီးတော့မှတတိပေးထားတာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ဒီကျမ်းစာကနေကျမတို့ကိုပြန်ပြီးတော့မှတတိပေးထားတာကတော့ဣသရေလလူမျိုးတွေကသူတို့ကဖះတကယ်ရွေးကောက်တဲ့သူတွေဖြစ်တယ်ဆိုတော့သူတို့လည်းသိတယ်ငါတို့ကဖျားရွေးကောက်ထားတယ်ဒါပေမဲ့ဖျားသခင်သူတို့ကိုဘာဂတိမပေးထားလဲဆိုတော့နေတို့တိုက်ရမယ်စစ်ပွဲတိုင်းမှာနေတို့အောင်မြင်မယ်ဆိုတော့မှဂတိမပေးထားအဲ့လိုပဲကျမတို့အသက်တာမှာလဲဖျားကိုယုံကြည်တဲ့ဖျားရဲ့သားသမီးတွေဖြစ်တဲ့အခါမှာကျမတို့ကိုဒီအရာတွေကိုပေးမတွေ့ဘူးလို့ဖျားကဂတိမပေးထားပါဘူးဒီအရာတွေကိုတွေ့ကြုံတဲ့အခါမှာဖျားအပေါ်မှာကျမတို့ဘလောက်ထိသစ္စာရှိရှိအသက်ရှင်လဲဖျားနဲ့ကျမတို့ဘလောက်ထိသွားလဲအထူးသဖြင့်ကျမရဲ့မိခင်
ဒီတရရွက်ကန်ဆာဖြစ်တဲ့အချိန်မှာနော်ဒီကန်ဆာအခုချိန်ထိလည်းပဲလူတွေအတွက်ကုဖို့ခက်ခဲတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်တော့ဆိုရင်ကျမအဖေကိုတချို့လူတွေကလာပြောတယ်ပေါ့ဒါကတော့တရားရောက်ကတော့လှုပ်တာဖြစ်တယ်เนาะဒါကြောင့်မလို့ဒီလိုမျိုးသွားမေးကြည့်ပါလားဒါတွေလှုပ်ကြည့်ပါလားဆိုတော့မှကျမအဖေကိုလာပြောတဲ့သူတွေရှိပါတယ်ဒါပေမဲ့ကျမအဖေကတော့ဒီအရာတွေကိုမလုပ်ပါဆိုတော့ဘာပြောချင်လဲဆိုတော့ကျမတို့ဒီလိုအရန်ခက်ခဲတဲ့အချိန်เนาะကိုတယောက်တည်းရုန်းကန်နေရတဲ့အချိန်เนาะကိုအတွက်ဆုံးဖြတ်ရခက်တဲ့အချိန်ဒီလိုအချိန်တွေမှာဆိုရင်ကျမတို့ရဲ့ယုံကြည်ခြင်းကိုဖျားသခင်တပါးဒီတာလေကျမတို့ထားမယ်ဆိုရင်ဒီအရာကိုကျမတို့အောင်မြင်မှာဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်တော့ခုနပြောသလိုမျိုးရင်းရိုက်နေမယ်ဘေးရင်တွေတွက်နေမယ်နော်တခြားရတရားတွေဒါတွေကိုကျမတို့သွားလုပ်မယ်ဆိုရင်ဖျားသခင်ဆက်စုံရွှေရှာတဲ့အရာဖြစ်ပါတယ်ဒါကြောင့်မလို့ဣသရေလလူမျိုးတွေဖျားရဲ့ရွေးကောက်တဲ့သူဖြစ်ပေမဲ့လည်းပဲရွေးကောက်ထားတဲ့လူမျိုးဖြစ်ပေမဲ့သူတို့ရဲ့ယုံကြည်ခြင်းဘလောက်ထိခိုင်မာလဲဆိုတာသူတို့အခက်အခဲတွေ့တဲ့အချိန်မှာဖျားသခင်သူတို့ကိုပွဲကာတဲ့အတွက်သူတို့ကပြန်ပြီးတော့ကောင်းချီးမင်္ဂလာခံစားရတယ်ဆိုတာကိုတွေ့ရပါတယ်ပေါ့နော်ဒါကြောင့်မလို့နော်ခုနနေကပြောတဲ့အရာတွေကိုပြန်လဲဆင်ခြင်တဲ့အခါမှာနော်ဣသရေလလူမျိုးတွေသူတို့အောင်မြင်တယ်သူတို့အဆင်ပြေတယ်သူတို့တိုင်းပြည်အင်အားကြီးမားတဲ့အချိန်သူတို့ကိုသူတို့မာမနာတွေထားတဲ့အခါမှာပရောဖက်ကသူတို့ကိုတတိပေးပြီးမဲ့ဒီအရာကိုသူတို့နမောနမဲအသက်ရှင်တဲ့အတွက် BC 922မှာရှုရိဘုရင်ကသူတို့ကိုလာပြီးတော့မှတိုက်သွားပါတယ်အဲ့ဒီအချိန်မှာသူတို့ခုနနေရှိတဲ့အရာတွေအားလုံးဆုံးရှုံးသွားပြီးတော့မှသူတို့အတွက် the day of Yahweh ထာဝရဘုရားရဲ့နေ့ကသူတို့အတွက်ဘာဖြစ်သွားလဲဆိုတော့ darkness and gloom လုံးဝမောင်မိုက်တဲ့နေ့ဝမ်းနည်းခြင်းတွေကိုယူဆောင်လာတဲ့နေ့လုံးဝသူတို့အတွက်စီရင်ခြင်းကိုခံရတဲ့နေ့ဖြစ်သွားတယ်ဆိုတာကိုကျမတို့ပြန်ပြီးတော့မှတမန်ကျမ်းစာထဲမှာလေ့လာရင်တွေ့ရှိရမှာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျမတို့အခုကျမတို့တွေ့ကြုံရတဲ့ကျမတို့နိုင်ငံရေးကျမတို့အခြေအနေတွေကိုပြန်ပြီးတော့မှကြည့်မယ်ဆိုရင်ဒီ prophet အာမိုးရဲ့အချိန်အနေနဲ့တထည်ရတယ်ပဲဖြစ်ပါတယ်ကျမတို့မျှော်လင့်ပါတယ်နော်ဖျားသခင်ကျမတို့နိုင်ငံကြီးဘယ်တော့ပြန်ငြိမ်းချမ်းမလဲဖျားသခင်ကျမတို့နိုင်ငံကြီးဘယ်တော့ပြန်အဆင်ပြေလာမလဲကျမတို့ဖျားရဲ့နေ့ကိုမျှော်လင့်ကြပါတယ်ဆိုတော့ prophet အာမိုးကိုဖျားသခင်ပြောသလိုကျမတို့ကိုလည်းဖျားသခင်ပြောနေပါတယ်အရေးကြီးတာကကျမတို့ကိုပြန်ပြီးတော့မှစဉ်းစားရမယ့်အချိန်ကျမတို့ရဲ့အသက်တာပြန်လည်ပြီးတော့မှတွေးတောရမယ့်အချိန်ကျမတို့ရဲ့ကိုကျင့်တရားတွေကျမတို့ရဲ့ဖျားသားသမီးဖြစ်ခြင်းကိုလောကမှာအသက်ရှင်တဲ့အခါမှာဖျားရဲ့သားသမီးဖြစ်ကြောင်းအကောင်းဆုံးပုံသက်တည်ကောင်းပြနိုင်တဲ့ဖြောင့်မတ်တဲ့သူတွေဖြစ်ဖို့ကျမတို့ပြန်ပြီးတော့မှကိုယ့်ရဲ့အသက်တာကိုပြန်လဲဆင်ခြင်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုပြန်ဆင်ခြင်တဲ့အခါမှာ the day of Yahweh ထာဝရဘုရားရဲ့နေ့ကိုကျမတို့ဘယ်လိုမျှော်လင့်လဲဖျားသခင်ငါတို့ကိုစီရင်မဲ့နေ့ငါတို့ရဲ့အပြစ်ကိုစေးကြောမဲ့နေ့ငါတို့ကိုဝမ်းနည်းခြင်းကိုယူဆောင်လာမဲ့နေ့လို့ကျမတို့မျှော်လင့်လားဒါမှမဟုတ်ရင်ဖျားသခင်ကဲ့တင်မဲ့နေ့တို့အတွက်အလင်းကိုယူဆောင်လာမဲ့နေ့တို့အတွက်ကဲ့တင်ခြင်းနေ့ဖြစ်တယ်ဆိုတော့ဒုတိယအဓိပ္ပာယ်ကိုကျမတို့မျှော်လင့်လားဖျားရဲ့နေ့ကိုကျမတို့ပြန်လဲမျှော်လင့်တဲ့အခါမှာဒီနှစ်ခုကိုလည်းကျမတို့သတိထားဖို့လိုပါတယ်ပေါ့အဲ့ဒီတစ်ဆက်တည်းမှာပဲကိုပြန်ပြီးတော့မှဘာကိုသတိရစေချင်လဲဆိုတော့ဖျားသခင်မုန်းတဲ့အရာဖျားသခင်မနစ်သက်တဲ့အရာဖျားသခင်ဆက်ဆုပ်ယွန်ရှာတဲ့အရာတွေကဘာတွေလဲဆိုတာကိုလည်းသတိရဖို့လိုပါတယ်တုတ်တန်အခန်းကြီး6အခန်းငယ်16ကနေ19မှာထာဝရဘုရားမုန်းတော်မူသောအရာ6ပါးမကဆက်ဆုပ်ယွန်ရှာတော်မူသောအရာ9ပါးဟုမူကားထောင်လွှားသောမျက်နှာတစ်ပါးမူသာ၌ကျင်လေသောရှာတစ်ပါးအပြစ်မရှိသောသူ၏အသက်ကိုတတ်သောလက်တစ်ပါးမကောင်းသောအကြံကိုကြံစီသောနှလုံးတစ်ပါးအပြစ်ပြုရာသို့အလင်းအမြန်ပြေးတတ်သောခြေတစ်ပါးမူသာစကားကိုပြော၍မမှန်သောတတ်သေးတစ်ပါးအပေါင်းဖော်ခြင်းရန်တွေ့စေခြင်းကပြုတတ်သောသူတစ်ပါးသည်ဒါကတော့ဘုရားသခင်မုန်းတယ်ဘုရားသခင်ဆက်ဆုပ်ရွှရှာတဲ့အရာတွေဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ပြန်ပြီးတော့မှသတိရဖို့လိုပါတယ်ဘုရားသခင်နှစ်သက်တဲ့အရာကတော့နော်ယာကုပ်အခန်းကြီး1အခန်းငယ်29မှာဖြစ်ပါတယ်ခမဲတော်ဘုရားသခင်ရှေ့၌စင်ကြယ်တန့်ရှင်းသောသီလဟုမူကားမိဘမရှိသောသူငယ်တို့နှင့်မုတ်ဆိုးမတို့သည်ဆင်းရဲခံရသောအခါသူတို့ကိုကြည့်ရှုပြုစုခြင်းကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့်ကင်းစင်အံ့သောငါစောင့်ရှောက်ခြင်းပေသည်
ဒါကြောင့်မလို့เนาะကျမတို့ထာဝရဘုရားရဲ့နေ့လို့ပြောတဲ့အခါမှာကျမတို့ဘယ်နေ့ကိုကျမတို့မျှော်လင့်ပါတယ်လေဒီမှာရှိတဲ့အသင်းသူသင်းသားတွေအားလုံးကတော့ကျမယုံကြည်ပါတယ်ထာဝရဘုရားရဲ့နေ့လို့မျှော်လင့်တဲ့အခါမှာเนาะအသင်းသူသင်းသားတွေအတွက်ဒီမှာရှိတဲ့သူတွေအတွက်ကတော့အလင်းကိုယူဆောင်လာမယ့်နေ့ကဲတင်ချင်းလွတ်မြောက်ခြင်းကိုခံစားရမယ့်နေ့ဖြစ်ပါတယ်ဆိုတော့ကိုကျမယုံကြည်ပါတယ်လို့ဒါကြောင့်မလို့နှုတ်ကပတ်တော်နဲ့အတူကျမတို့ကြားနာရတဲ့သူရောက်စီတိုင်းအတွက်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာဖြစ်ပါစေအားလုံးကိုကျေးဇူးတင်ပါတယ်